နှကောင်နှလုံးသားရအောင်တဲ့အမလီလေးနှစ်ပါးကျုပ်ကိုအတင်းဆွဲပြီးတော့ဦးကြီးရခေါ်နေတာသာလာပြုရအောင်ကရင်တို့ရွာကိုအကုန်သွားမယ်ဆိုတဲ့သဘောဟာဟုတ်ပါတို့လည်းပဲလက်ရောက်အောင်ဆိုလိုက်ရအောင်ဗျာဆိုလိုက်ပဲဗျာဆိုလေသာသနာပြုဖို့ဟောလို့လေဥပယီတို့နေတဲ့ဌာနေလိုက်ကြပါလားဟေးလိုက်နေလားဟေးဟာပါဟေး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 ဟေ
တိုင်းကျော်အေးအားပေးကျော်ကြီးနဲ့ကရင်ကြီးတော့အလဲခေါ်နေပါပြီဗျဖိဖိဖိ တောင်းတပြည်ပြည်ပြပြဝေးသာသနာပြုဖို့ဝတ်တော်လေသာသနာပြုဖို့ဝတ်တော်လေဥက္ကီတို့နေတဲ့ခြာပြေလိုက်ကြပါလားဝေတကယ်လို့နိဌာန်ကိုရောက်လာရင်အမျိုးတွေကိုနေဘာနဲ့အခါမှာနေအမောပြေအောင်အပန်းပြေအောင်ကြော့လာတဲ့အမျိုးတွေကိုနေဘာနဲ့အခါမှာနေဆိုတာငါပြောလိုက်မယ်နော်အမောပြေအပန်းပြေဖယေးဒီလေးတွေ့မနေအမောပြေအပန်းပြေပြေ